ဒီလူကတော့အမေရိကန်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တယောက်ပါသူ့ရဲ့နာမည်ကတော့ဖီရိုလို့ခေါ်ပါတယ်သူကဘလောက်တောင်ချမ်းသာလဲဆိုရင်သူ့ရဲ့ကောက်ကိုဖောလို့လုပ်ပြီးတော့ကောမမှာကိုလိုရှိတဲ့ငွေပမာဏကိုရေးခဲ့တဲ့တူတန်းကိုပတ်စံတွေတကယ်လွှဲပေးနေတာပါသူကရုပ်ရှင်လည်းမရိုက်ပါဘူးတချင်းလည်းမဆိုပါဘူးဘာပစ္စည်းမှလည်းမရောင်းပါဘူးဒါဆိုရင်သူတကယ်တမ်းဘာလုပ်တာလဲသူလုပ်တာကတော့စားတာပါပဲဒါကသူတကယ်လုပ်တယ်တခုတည်းတော့လုပ်ပါဒါတော့မှသူကအမေရိကန်မှာအချမ်းသာဆုံးစေးဝင်ဖြစ်နေတော့ပါပဲဖီရိုကကဘာတုံးကိုလက်ပတ်ပြီးအကောင့်တစ်ခါအကောင့်ဆုံးနဲ့အမှုစိတ်ဆုံးအစားတောက်တွေကိုမြည်ဆန်းလေးရှိပါတယ်သူကနေတိုင်းဆိုင်အတစ်တွေကိုသွားတယ်မီနူထဲမှာရှိသမျှအကုန်ပါတယ်ပြီးတော့သူ့ရဲ့ဝါဒနာအတိုင်းစိတ်ပါလက်ပါနဲ့အစားတောက်တွေကိုအရတာခံစားပြတတ်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းဆုံးကတော့သူကအစားတောက်ဝါဒနာရှင်တယောက်တည်းမဟုတ်ပါဘူးသူ့ရဲ့ဗီဒီယိုတိုင်းရဲ့အောက်မှာကောမန့်ရေးခဲ့တဲ့သူတွေကိုချာမရွေးချယ်ပြီးအဲ့ဒီလူရေးထားတဲ့ငွေပမာဏအတိုင်းအတိအကျကိုဘာကတ်နဲ့ချက်မှမရှိဘဲနဲ့တကယ်လွှဲပေးနေတာပါဒါကြောင့်ခင်ဗျားတို့အနေနဲ့လည်းဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်တော့သူ့ရဲ့ကောက်ကို follow လုပ်ပြီးတော့ကိုလိုချင်တဲ့ပမာဏကို comment မှာရေးခဲ့လိုက်ပါဗီဒီယိုရဲ့ကန်တူးရှင်ကခင်ဗျားလည်းဖြစ်လာနိုင်ပါတယ်